သူတို့တွေအပြင်ထွက်တဲ့အချိန်တိုင်းခါမှာ10 မီတာရှည်တဲ့ကျိုးတစ်ချောင်းကိုချီထားကြရပါတယ်။ဘာလို့လဲဆိုတော့သူတို့အမေကပြင်ပကဘာကြီးတစ်ခုလုံးပျက်စီးသွားပြီးလူသားတွေအားလုံးကလည်းကြောက်စရာကောင်းတဲ့တရဝါကြီးတွေဖြစ်ကုန်ကြပြီလို့ပြောထားလို့ပါ။သူတို့ကိုကာကွယ်ပေးနိုင်တာဆိုလို့ဒီအိမ်အိုကြီးတစ်ခုပဲရှိပါတယ်။အပြင်မထွက်ခင်နေတိုင်းအမေဖြစ်သူကဒီကျိုးကမင်းတို့ရဲ့အသက်ပဲဘယ်တော့မှလက်မလွတ်လိုက်နဲ့လို့အမြဲမှလေးရှိပါတယ်။အစာရှာထွက်တော့ဆန်ကအကောင်ကြီးတာတွေမိခဲ့ရုံနဲ့မကပဲတားပိုက်ကောင်ကောင်းကိုပါထောင်ချောက်ထဲမိအောင်ဖမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့နိုလန်ကတော့ဘာမှမရတဲ့လောက်ပါပဲ။သူကတစ်ပင်ကြီးပေါ်တက်ရှာခဲ့ပေမဲ့ငှက်တိုက်ထဲမှာငှက်ဥခုံတွေကွဲနေတာပဲတွေ့ရလို့စိတ်ပြက်လက်ပြက်နဲ့ပြန်ဆင်းလာခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ပြန်ခါနီးမှာပဲမြေပြင်ပေါ်ကခြုံပုတ်ထဲမှာဥတလုံးကိုလှမ်းမြင်လိုက်ရလို့တွားယူဖို့လုပ်ပေမဲ့ကျိုးကမမီတော့ပါဘူး။ဒါနဲ့သူကကျိုးကိုဖြေဖို့ကြိုးစားတော့တာပေါ့။စံချိန်မီရောက်လာပြီးတားလိုက်ပါတဲ့ဆန်ကတာဟာမိစ္ဆာကောင်တွေထောင်ထားတဲ့ထောင်ချောက်ဖြစ်နိုင်တယ်လို့သတိပေးပြီးအမေဖြစ်သူကိုလှမ်းခေါ်ဖို့ခရမှုတ်လိုက်တယ်။နိုလန်လည်းဆက်မလုပ်တော့ပဲနေလိုက်ရတယ်။တကယ်တော့နိုလန်ဟာအမေပြောတဲ့စကားတွေကိုတန်တရားဝင်နေပါတယ်ကဘာကြီးကပျက်စီးမသွားသေးတာလည်းဖြစ်နိုင်တယ်ပေါ့။ဘာလို့လဲဆိုတော့မိစ္ဆာကောင်တွေကိုတခါမှမမြင်ဘူးပဲသူတို့အမေတယောက်တည်းကပဲမြင်ဘူးလို့ပါဒါပေမဲ့ဆန်ကတော့အမေစကားကိုယုံကြည်ပါတယ်ဒါကပဲနိုလန်ကိုပိုပြီးမကြည်မနှက်ဖြစ်စေခဲ့တာပေါ့။အိမ်ပြန်လမ်းမှာနိုလန်ရဲ့နားထဲမှာဆန်ရဲ့အတန်ကိုကြားလိုက်ရတယ်။အမေကငါ့ကိုပိုချစ်တာဆိုတဲ့စကားကြောင့်နိုလန်ဒေါသထွက်သွားပြီးမင်းခုနကဘာပြောလိုက်တာလဲလို့လှမ်းမေးတော့ဆန်ကဘာမှမပြောဘူးလို့ညင်းပါတယ်။နိုလန်ကဒေါသထွက်နဲ့ဆန်ရဲ့ကြိုးကိုတက်နှင်းလိုက်ရာကနေဆန်ကတောင်ကုန်းပေါ်ကနေလိမ့်ဆင်းသွားပြီးခြေချင်းဝှေ့ကျိုးသွားပါတယ်။နိုလန်လည်းခရမှုတ်ပြီးအကူကြီးတောင်းလိုက်လို့အမေဖြစ်သူတောအုပ်ထဲကိုပြေးဝင်လာခဲ့တယ်။ဆန်ကခြေထောက်ကျိုးသွားတဲ့အပြင်ခါမှချီထားတဲ့ကျိုးကပါပြုတ်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေကြောက်စရာကောင်းတဲ့အတန်ကြီးထွက်လာပါတယ်။